တရနီလက်ဟောင်းကားရဲ့ United အားလုံးပဲမင်္ဂလာပါနေပြသည့်ကားရဲ့လောက်ကမန်ယူအသင်းကတော့ကစားခတ်တဲ့နေပြအမ်ရီရဲ့အက်စတွန်ဗီလာအသင်းကို3-1တခုနဲ့အနိုင်ယူပြီးလက်ရှိအမှတ်ပေးစရာတတိယနေရာမှာခိုင်ရမာကိုချက်တည်နေပါလေဒီဖလားပြောင်းပွဲတော့ထွက်ခဲ့ရပြီဖြစ်တဲ့ကားရဲ့မန်ယူအသင်းကနောက်ဆုံးကစားခဲ့တဲ့အေးရီပရီးမီးယားလိ10ပွဲမှာအရှုံးတစ်ပွဲသာရှိခဲ့ပြီးတရီ2ပွဲနဲ့ကြံ9ပွဲမှာအနိုင်ကစားပြထားပါတယ်ကားလေးကမန်ယူကိုစတင်ကင်တွယ်စဉ်ကစာပြီးရည်တွက်မဲ့ဆိုရင်အေးရီပရီးမီးယားလိဇယားထိဆုံးဟာမန်ယူအတွက်သာဖြစ်ပါတယ်အဲ့တော့ဒီကားလေးကစွမ်းပါတယ်မင်္ဂလာပါဖူဘောဒီမှာ Facebook နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဗီဒီယိုကိုနှစ်သက်သဘောကျရင်တော့ like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျမန်ယူရဲ့နီးပြအသစ်ကားလေးလိုက်အောင်မှာအသင်းကတိကျထိရှာတဲ့အတောင်းလဲတွေနဲ့အတူပေါ်လာတဲ့မျိုးကိုကူပြောင်းလာတာတွေ့ရပါတယ်ကားလေးကအသင်းရဲ့ကစားမဟောင်းဖြစ်သူနီးပြအဖော်ဝင်ဟောင်းလေးဖြစ်တာကြောင့်မန်ယူရဲ့ DNA ကိုကောင်းကောင်းနားလည်သူဖြစ်ပါတယ်ကားလေးကမက်ဒဘရိုအသင်းမှာပြသခဲ့တဲ့သူ့ရဲ့နီးပြအတိုင်းမန်ယူအသင်းမှာလည်း position နဲ့ football လို့ခေါ်တဲ့ဘောလုံးပိုက်ဆက်ဖို့တားပေးတဲ့ကစားဟန်ကိုကောင်းတဲ့ဖော်လာပါတယ်သူကကစားကွက်ကိုနောက်တန်းကတိဆောက်ခြင်းဂိုးသမားကရင်တစ်စစ်ဘောလုံးကိုစနစ်တကျတိဆောက်ခြင်းတွေကိုပူလို့လာပါတယ်ကားလေးကိုယ်တိုင်ကကိုယ်နဲ့လူအောင်ဖြစ်လို့ကိုယ်နဲ့ကစားသမားတွေရဲ့နေရာယူမှုနဲ့ဘောလုံးပေးပို့မှုတိကျမှုကိုပို့ပြီးအသားပေးလာပါတယ်ကားလေးရဲ့မန်ယူကဂိုးသမားကနေတစ်စစ်နောက်တန်းလူတွေစီကိုဘောလုံးပေးပို့ပြီးအကွက်ချတိဆောက်ပါတယ်ကိုယ်နဲ့လူတူကနောက်တန်းစီဆင်းလာပြီးဘောလုံးကိုလက်ခံကစားကွက်ကိုပို့ဖော်တာကကားလေးရဲ့ကစားကွက်ရဲ့အမှတ်သားပါနေရာလူတွေရဖို့အတွက်လည်းကားလေးကကစားသမားတွေကိုတနေရာထဲမှာပဲရက်မနေစေပဲအမြဲတမ်းရွှေရှားနေစေပါတယ်အထူးသဖြင့်ပြိုင်ပွဲရဲ့ခံတဲ့ကြောင်းကလေနေရာလူဟတ်စပီတွေချားတဲ့ကိုတိုက်စစ်မှုအတွက်ကစားသမားတွေကိုညှိရလိရှိပါတယ်ဘောလုံးဆုံးသွားရေးမှာလည်းချက်ချင်းပြန်လူဖို့ကောင်တာဘက်ကိုလည်းအားပေးပါတယ်ဒါပေမဲ့အရင်ဒီပြတွေတို့ဘောလုံးကိုမရမကလိုက်လူနေကြဖို့မဟုတ်ပဲစနစ်တကျနေရာယူပိတ်ဆို့နေတာကိုဖြစ်ပါတယ်ဒါကကစားသမားတွေရဲ့စွမ်းအားကိုထွေးထားတာဖြစ်ပြီးပိုပြီးတဲ့ထရောက်မှုရှိပါတယ်ကားရဲ့လက်အောက်မှာအထူးခြားဆုံးကတော့အကယ်ဒမီလူထွက်လူငယ်တွေကိုအသင်းမှာရဲဖို့နေရာပေးလာတာဖြစ်ပါတယ်ကိုဗီမာညုတို့ခြေစွမ်းခြေစားရှိပြီးဒီပြဆက်ဆက်ကဂျောက်တိုးထားတဲ့ကစားသမားကလည်းသူ့ရဲ့လက်ထက်မှာကဘာအဆင့်စွမ်းဆောင်ရည်ကိုပြန်လည်ပြသနိုင်တာကအတော်လေးအသင်းတို့အကျိုးရှိတဲ့ဖြစ်ရပါအသင်းရဲ့အနာဂတ်အတွက်အလားအလာရှိတဲ့လူကွန်တွေကိုပုံမှန်ပတ်ထုတ်ခင်ပေးလာတဲ့အတွက်အသင်းမှာဒိုင်းနမစ်ဖြစ်လာတဲ့စွမ်းရည်တွေရရှိပါတယ်ဒါကမန်ယူရဲ့ရိုးရာဖြစ်တဲ့ဖာကူဇန်လက်ထက်တုန်းကလူငယ်တွေကိုမြေတော်မြောက်မှုကိုပြန်လည်အတန်လွှဲလိုက်တာဖြစ်ပါတယ်ကားလေးကသူတာဝီယူရချိန်မှာအသင်းရဲ့ကိုယ်လက်ဘက်ကိုအဓိကထားပြင်ဆင်နေရှိပါတယ်ကိုဗီမန်ယူဆိုရင်ကားလေးရဲ့ကစားဟန်အတူတူကစားမလို့တော့ပြောလို့ရပါတယ်မန်ယူရဲ့တည်ငြိမ်မှုနဲ့ပြိုင်ဘက်တွေခြားကရုံထွက်နိုင်မှုကိုကားလေးကအသင်းရဲ့အင်ဂျင်အဖြစ်သုံးချနေပါတယ်အသင်းကတော့ဘရိုနိုကိုအရင်လိုဂိုးရှိမှပဲကစားခိုင်းနိုင်လို့မဟုတ်ပဲကိုယ်နဲ့ကားလေးကစားကွက်ဖန်တီးရှိအဖြစ်ပိုပြီးတာဝန်ပေးလာပါတယ်အသင်းတက်စစ်ပိုင်းမှာဆိုနေဘယ်တော့မှတက်စစ်မှာဒိုကူကိုနေရာပေးတာဆိုညောင်တော်ပန်တက်စစ်မှာလည်းအာမတ်ကိုပွဲစဉ်အများစုမှာထုတ်သုံးပါတယ်အန်ဖူနိုလိုကာယာနဲ့မျက်လုံးမြင့်ကစားသမားကိုအထောင်တက်စစ်မှာထားခြင်းကပြိုင်ပွဲတွေအတွက်လက်ဆိုးဖြစ်စာစေပြီးလူစားဝင်လာတာနဲ့ဂိုးရလေးရှိတဲ့တက်စစ်မှုစကူကြောင့်လဲကာလေးကဗျူဟာမြောက်အခင်းကြီးတွေနဲ့ပြိုင်ပွဲတွေကိုမန်ယူရဲ့ကစားကွက်ကိုခံမှန်းခက်စေပါတယ်ကားလက်ထက်မှာအပြောင်းလဲကြီးပြောင်းလဲသွားခဲ့တာကမန်ယူသေးရဲ့စိတ်သက်ပိုင်းမှာဒီချက်ကိုမန်ယူနီးပြတွေအဆက်ဆက်ကအသက်သွင်းဖို့ကြိုးစားခဲ့ပေမဲ့လုံးဝမအောင်မြင်ခဲ့ပါဘူးအဓိကအကြောင်းကနီးပြအားလုံးကတင်းကျပ်လုံးတဲ့စီးကံတွေနဲ့ကစားသမားတွေကိုဖိနှိပ်ပြီးစိတ်သက်ကိုအတင်းရိုက်ထည့်ဖို့ကြိုးစားခဲ့လို့ပါနီးပြဆက်သက်ကဒီလိုကြိုးစားခဲ့ခြင်းရလဒ်ကတော့ဆန်ချိုနဲ့မာကက်ရဖိုဒိုတို့ကစားသမားတွေကိုအတင်းကဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်လက်ရှိနီးပြကားလေးကတော့သူ့နဲ့ကွဲပြားပါတယ်သူကကစားသမားတွေကိုဖိအားပေးရတဲ့စီယုံနဲ့ပုံစံကိုဦးစားပေးပါတယ်သူ့ရဲ့လက်ထက်မှာကစားသမားတွေအပေါ်ဖိအားတွေချော့ချပေးပြီးလွတ်လွတ်လပ်လပ်ကစားခွင့်ပေးခဲ့တာကြောင့်ကစားသမားတွေရဲ့ပျောက်ဆုံးနေတဲ့ဂျိုဂျီမှုကိုပြန်လည်ရရှိတာတွေ့ရပါတယ်အသင်းရဲ့အရှုပ်ထွေးနဲ့ရလက်ဆိုးတွေကိုကားလေးကသူ့ရဲ့တည်ကြည်မှုနဲ့ထိရောက်သွားခဲ့ပါတယ်နီးပြအဆက်ဆက်ကပြဿနာဖြစ်နေတဲ့မန်ယူအဝယ်လဲကန်းအတွေ့စီးလုံးမှုကိုပြန်လည်တိစောက်နိုင်ခဲ့တာကလည်းသူ့ရဲ့အောင်မြင်မှုတစ်ခုပါဥပမာအားဖြင့်အမော်ရီတက်ကတိုင်ပတ်နေတဲ့ကွေးလက်ကမိုင်ရူတန်စစ်ကစကူတို့ကာရီရဲ့လောက်မှာကဘာအဆင့်ပြန်ဖြစ်လာခြင်းကကာရီရဲ့အဓိကခေါင်းဆောင်မှုစွမ်းရည်ကြောက်ပါပဲကာရီရဲ့ယူတက်လက်ကအရင်ကလို့အားကိုးရမဲ့ရဲ့အခြေအနေကနေစနစ်တကျရှိတဲ့အသင်းအော်ဂန်နယ်အသင်းတစ်ခုအဖြစ်ကိုပြောင်းလဲလာတာပါရလက်ပိုင်းမှာအတက်ကြရှိနိုင်သေးပေမဲ့ကစားဟန်ကတော့ပရိသတ်တွေဘီဂျင်နေတဲ့
တိုက်စစ်ဝင်ကစားဟန်ဘက်ကိုဥတီနေပါတယ်ဂိုးသမားလောက်တန်းအလယ်တန်းကလေစတင်လာခဲ့တဲ့ကာရီရဲ့တိုက်စစ်ကစားဟန်ကအသင်းအတွက်လူချင်းတဲ့ရလဒ်တွေကိုရောက်ပြန်ဆိုရှိပါတယ်သူကဂျူဒိုပုံစံနဲ့မန်စီးတီးနဲ့အာဆင်နယ်တို့အသင်းတွေကိုအနိုင်ကစားပြထားပါတယ်ကာရီကမန်ယူအသင်းကိုနီးပြယုံနေဖို့ပဲအသင်းရဲ့ပျောက်ဆုံးနေတဲ့အမှတ်သားကိုပြန်လဲရှာပေးနေတာလို့ဝေဖန်သူတွေကဆိုကြပါတယ်ဒါကအမှန်တရားပါကာရီကမန်ယူရဲ့ DN ကိုကောင်းကောင်းနားလည်သူပါကာရီရဲ့ဥဆောင်မှုနဲ့ဒီကစားသမားအင်အားစုကဘာမဆိုလှုပ်တဲ့ဆိုတာကိုအာဆင်နယ်မန်စီးတို့ကိုအနိုင်ယူတဲ့ပွဲတွေကတတ်သေးပါပဲယူနိုက်တက်ရဲ့နေရက်တွေကပရီးမီးယားလိမှာတဖန်ပြန်လာပါဦးမယ်ယခုမျှဝေပေးထားကတော့တရဲနီလက်ဟောင်းကာရီရဲ့ယူနိုက်တက်ဆိုတဲ့ရုပ်သံဆောင်းပါးလေးပါအဆုံးထိနားထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျ